Hello everyone အခုကတော့ Hiroshima ကိုသွားမှာပဲဖြစ်ပါတယ်ကဲ Hiroshima ကိုရောက်တဲ့ခါမှာဒါလေးကိုဒီ main gate ကြီးကိုအရင်ဆုံးမြင်ရမှာပေါ့နော်ဒါတော့အရင်နာမည်ကြီးပါတယ်ဒီ main gate မှာပဲအကုန်လုံး Hiroshima ရောက်ပြီဆိုတာနဲ့အဲ့နေရာလေးမှာတပုံရိုက်ကြတာပေါ့နော်ဆိုတော့တော်တော်လှပါတယ် view တွေကလည်းဘယ်နေရာကိုကြည့်ဓာတ်ပုံရိုက်ချင်တဲ့စိတ်ဖြစ်တယ်ပေါ့နော်ရှုခင်းတွေအရန်လှပါတယ်နိုင်ငံခြားသား tourist တွေလည်းအရန်များပါတယ်ပေါ့နော်ဆိုတော့ဗီဒီယိုကလည်းအရန်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်လေးတော့လှုပ်ထားပါတယ်တော်တော့ဒီ Hiroshima ကိုကြိုက်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့သူကဒီတမိုင်းဝင်နေရလဲဖြစ်တယ်ပြီးဆိုနောက်တစ်ခါကျတော့ယထာကတွေကလည်းတိုကျိုတို့အိုဆာကာတို့ထက်ဆိုင်လို့ရှိရင်အရန်ကိုဈေးသက်သာတယ်လို့ပြောရမယ်အဆင်ပြေတယ်ပြီးတော့အစားတောက်တွေလည်းဈေးတန်တယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့အရန်ချက်ပါတယ်အဓိကအဲ့ဒါရေးကြီးဆုံးပဲပေါ့နော်ဟိုက်ပြီးတော့သူကဒီအဲ့ဒီကိုသွားဖို့တော့ကိုလှေလေးတွေစီးလို့ရတယ်ပေါ့နော်လှေတစ်ခါစီးမယ်ဆိုလို့ရှိရင်သူအဲ့ဒီလှေပေါ်ကဒူကြီးကလည်းဒီသမိုင်းကျောင်းတွေပါရှင်းပြရပေါ့နော်ဂျပန်လိုဒီခမောက်လေးတွေလည်းသူတို့ပေးပါတယ်အဲ့ခမောက်လေးအလကားပေးရတော့မဟုတ်ဘူးเนาะအဲ့လှေစီးတဲ့ခါကျရင်ခမောက်လေးတွေစောင်းပြီးတော့စီးရပါတယောက်ကိုရန်3000တော့ပေးရတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးပဲရိုက်လိုက်တယ်တပုံတော့အများကြီးဖြစ်ဘူးဘာကြောင့်လဲဆိုတော့အမြန်ရိုက်ရလို့ပါနောက်ဆုံးအနေနဲ့ကတော့ဒီအစားအသောက်လေးနဲ့ပဲအကုန်လုံးကိုနှုတ်ဆက်ချင်ပါတယ်ဒီအစားအသောက်ကတော့ okonomiyaki ပဲဖြစ်ပါတယ်ဂျပန်မှာနေရတဲ့လူတွေဆိုလို့ရှိရင်တော့အကုန်လုံးသိကြပါတယ်ရှင်ဒီ Hiroshima ရောက်တဲ့ခါကျရင်ဒီ okonomiyaki ကမစားမဖြစ်ပေါ့နော်သူ့ရဲ့ဒီနေရာရဲ့ဒီ traditional အစားအစာလို့ပြောလို့ရပါတယ်အဆုံးထိကြည့်ကြလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်